ကဲအားလုံးပဲကျွန်တော်ဒီနေ့ပန်းညံနဲ့ရောက်နေပါတော့ဖះနာပါကဲကျွန်တော်ဒီနေ့လူတွေကိုလိုက်မေးမဲ့စကားလေးကဘွားမှာဖြစ်ချင်ဆုံးဆန္ဒလေးတွေလိုက်မေးမှာဖြစ်ပါတယ်ဟေး let's go ဟာကိုခဏနေကိုလောကမှာဘွားမှာဖြစ်ချင်ဆုံးဆန္ဒဘာဖြစ်လဲအောင်မြင်တဲ့စီဝါရေးတမန်တယောက်ဖြစ်ချင်တာပေါ့နော်ကိုဒါမစိုးကိုကြိုးစားကိုတနေ့ခွေးပြမှာဟာအဟုတ်မဟုတ်လို့ကိုsorry ပါဟုတ်ကဲ့ပါကျွန်တော်ဒီနေ့အခုတယောက်တော့ပြူသွားပြီပေါ့နော်ဟာအမရောဘွားမှာဖြစ်ချင်ဆုံးဆန္ဒလေးကဘာရှိလဲဒီတက်မကဆိုင်အများကြီးထပ်ဖွင့်ကျင်တာပေါ့မိုက်ဘယ်နဲ့ဆိုင်လောက်ဖွင့်နေလဲ9ဆိုင်6ဆိုင်နဲတာပေါ့မရေနော်မဖွင့်ဖို့ကြိုးစားရပါဟုတ်ကဲ့ပါဆိုင်ဖွင့်နေတာတဲ့ဟာဒီမှာတယောက်တွေ့ပြီအပင်အောက်မှာထိုင်နေရမလီပျောက်နေလို့အမလီအမရောဘွားမှာဖြစ်ချင်ဆုံးဆန္ဒဘာလေးလဲမဘွားမှာဖြစ်ချင်ဆုံးဆန္ဒကိုယူချင်တာပြီးတော့ကိုလက်ထပ်ချင်တာပြီးတော့ကိုနဲ့သက်လုံးလူနေချင်တာပြီးတော့ကိုအမပိုင်ခိုင်းတာမှန်တယ်မြအကုန်ပေးချင်ကိုနဲ့တူဟောလေကလေးလေးလည်းမွေးချင်တယ်မိသားစုတူလည်းတိချောင်းချင်တယ်အမရဲ့ဘွားမှာဖြစ်ချင်ဆုံးဆန္ဒဆက်ပြောလို့ရသေးလားဟာရတယ်အမတနေ့ကုန်တနေ့ညပြောချင်တာလေဟာတနေ့ကုန်တနေ့ညပြောမရဘူးလေအမနေပါဦးမလေးမဟုတ်ပြောချင်လို့ဟုတ်မပြောနဲ့ရတယ်အမကိုနဲ့တူနေမရဒီကိုတော်ရအောင်မထွက်တော့ဘူးဘလို့လူတွေနဲ့တွေ့သွားလဲမသိဗျာ